တော်တော်လေးအတွက်စိတ်ပျက်စရာဖြစ်တစ်ခုဖြစ်လာပြီးသူ့ရဲ့ယောက်ျားနှင့်ခွဲခွာရချိန်ရောက်လာပြီးဖြစ်သည်ဒီအချိန်မှာသူမအတွက်အခက်အခဲများစွာရှိနေခဲ့တော်လဲအခြေအနေကိုချိန်ညှိပြီးဖြည့်ရှင်းရန်လိုအပ်နေသည်သို့တော်သူမစိတ်ထဲမှာနီးစနစ်ပြေဆုံးနဲ့မပြတ်မကွက်ရှိနေခဲ့ပြီးအခြေအနေကိုတိုးတက်စွာဖြည့်ရှင်းနိုင်ဖို့ရည်ရွယ်ထားသည်အဲ့ဒီကြောင့်သူမယောက်ျားနှင့်ခွဲခွာပြီးနောက်ဓာတ်ရိုက်ပြောဆိုခြင်းမရှိဘဲအနေအထားကိုတေချာစွာစီမံထားခဲ့သည်ဒီအချိန်မှာသူမအတွက်ပထမဆုံးအတွေ့အကြုံဖြစ်သည်မှာသူ့ယောက်ျားနှင့်ခွဲခွာရခြင်းဖြစ်သည်ပထမဆုံးအကြိမ်ဖြစ်သည့်အတွက်စိတ်အားနည်းမှုစိတ်ပူပန်မှုများရှိခဲ့သည်သို့တော်သူမအတွက်မရှိမဖြစ်လိုအပ်ချက်မှာတေချာစွာကိုယ်ပိုင်နေရာတစ်ခုရရှိခြင်းဖြစ်ပြီးတီးခံနိုင်မှုရှိသည်ကိုသက်သေပြရန်လည်းလိုအပ်နေသည်သူမမရှိတော့ချိန်မှာသူမရဲ့အိမ်ကိုတွားရောက်နေထိုင်နိုင်ရန်စီစဉ်ထားခဲ့သည်အဲ့ဒီအချိန်တွင်အညိုသည်လူဆိုးအဖွဲ့အစည်းတစ်ခုနှင့်ပေါင်းပြီးငွေကြေးဆိုင်ရာအပေါင်းအသင်းမသင့်တော်သောလုပ်ငန်းများဆက်လက်လုပ်ကိုင်နေခဲ့သည်ပထမတော့ကတော့ဇော်ဝင်ရန်နှင့်ပေါင်းပြီးအွန်လိုင်းကိစ္စများကိုလုပ်ခဲ့တော်လဲအဆက်အသွယ်ချိန်တွင်အမှန်တကယ်မောင်မြင်ခဲ့ခြင်းမရှိပါအညိုသည်မတရားလုပ်ငန်းများဖြင့်ငွေရှာပြီးနောက်ဆုံးအခြေအနေတွင်စိတ်မကောင်းဖြစ်နေခဲ့သည်ဒီအချိန်မှာလဲသူမယောက်ျားလိမ္မာအောင်သည်သူ့မိန်းမအားတေချာစွာစောင့်ရှောက်နေရမှအခြေအနေကိုစီစစ်နေခဲ့ပြီးကိုဝင်ပြက်ချင်းဆိုင်ရာအမှုကိုမသိဘဲနားလည်နေခဲ့သည်အညိုသည်လူဆိုးအဖွဲ့အစည်းနှင့်ပေါင်းပြီးငွေကြေးဆိုင်ရာတခြားမသင့်တော်သောလုပ်ငန်းများဆက်လက်လုပ်ကိုင်နေခဲ့သည်ဒီအချိန်အတွင်းတေချာစွာစီစစ်ပြီးနောက်ဆုံးအခြေအနေကိုစီမံရန်စ조사နေသည်အားလုံးစိတ်ချမ်းသာအောင်ရှင်းပြပါမယ်ဇလန်းထဲမှာဦးကောင်းနဲ့ထားတည်သွားပုံပြထားပေမဲ့မူရင်းစာအုပ်မှာမဟုတ်ပါဘူးစာအုပ်ထဲမှာဦးကောင်းငလင်နဲ့ပျောက်သွားပြီးလူတွေတည်တယ်လို့ထင်ကားအလှူတန်းလုပ်ကြတယ်ဒါပေမဲ့မကြခင်တပည့်ကဖုန်းဆက်လာပြီးဆရာအသက်ရှင်နေတယ်ဆိုတဲ့သတင်းရောက်လာတယ်တကယ်ပဲဦးကောင်းပြန်ရောက်လာတယ်ဒီဇလန်းထဲမှာမြုပ်နှံထားပုံပြထားပေမဲ့ဘလို့ပြန်လာမလဲဆိုတာမသိသေးဘူးမသေးပါဘူးထားလုပ်တဲ့အခန်းအဲ့ဒါစာအုပ်ထဲလုံးဝမပါပါဘူးဒါကဒရာမာအတွက်ထည့်ထားတာဖြစ်မယ်ဒေါ်ရီမင်းအိမ်မက်တွေမက်တာသမီးကိုစိတ်ပူလို့ဖြစ်မယ်ဒါကြောင့်ထားစီသွားကျင်နေတာပါဒီခန်းတွေအိမ်မက်ပဲဖြစ်မယ်စိတ်မပူကြပါနဲ့ကောင်းတဲ့ဇက်ကောင်တွေတေးမှာမဟုတ်ပါဘူးဘယ်သူမှမတေးပါဘူးဦးကောင်းဘာကြောင့်ဖမ်းခံရတာလဲဆိုတာနားမလည်ဖြစ်နေတယ်သူတို့ကောင်းကောင်းလှုပ်ရှားနေတာမဟုတ်လားအညိုရဲ့ဇော်ဝင်ရံအပေါ်ဒေါသတွေတက်လာနေတာလိမ္မာအောင်တစ်စက်မှမသိဘူးဆိုတာမဖြစ်သင့်ပါဘူးအညိုရဲ့မျက်နှာကိုကြည့်ရင်စိုးရိမ်ပူပန်မှုအမြဲပေါ်နေတယ်လိမ္မာအောင်နောက်ွယ်ကနေစုံစမ်းတင်တယ်အမေရဲ့ကျမ်းမာရေးလည်းမကောင်းဘူးဒါပေမဲ့ယောက်ျားလေးဆိုတော့နားလည်ပေးလို့ရတယ်အိမ်စည်းဝါးရေးကိုသူဥဆောင်နေရတာအလုံးများရင်မိန်းမနဲ့အမေကိုမကြည့်နိုင်ဘူးအညိုကိုအယမ်းယုံနေတော့ဘသူဘာပြောပြောအညိုပဲမှန်တယ်လို့ထင်နေတယ်လူတွေအကုန်မှားတယ်အညိုပဲမှန်တယ်ဆိုတဲ့ပုံစံဇော်ဝင်ရံကလည်းလှဲ့ကွက်တွေတုံးနေတယ်အညိုလိမ္မာအောင်ကိုမချစ်ရင်တောင်လင်မယားတန်ရောစဉ်ရှိနေတယ်နှစ်တွေအတူနေခဲ့တာကြာပြီးကွဲဖို့မလွယ်ဘူးအမေကပစ္စည်းတွေတကယ်မေ့နေတာလားမေ့ချင်အောင်ဟန်ဆောင်တာလားမသိဘူးဒီဇလန်တလျှောက်အညိုလွှမ်းမိုးနေတာပရိသတ်တွေမကျေနပ်ကြဘူးသူ့ပြစ်တွေအတွက်ဘလို့အကျိုးဆက်ခံရမလဲဆိုတာစောင့်နေကြတယ်လိမ္မာအောင်နိုးကြလာမလားမိသားစုပြန်ငြိမ်းချမ်းမလားဆိုတာကြည့်ရအောင်မယ်